လာပါကျွန်တော်ကတော့တမောလိုက်ခဲ့တယ်မှာ Stewart နဲ့လိုက်လာပါเนาะကိုခနဲ့လည်းကျွန်တော်လုပ်ပူးပါတယ်ကျွန်တော်အခုGS တို့ Stewart တို့နဲ့ Maxman တို့နဲ့လိုက်မယ်ညီကိုတွေအတွက်ကိုကျွန်တော်ကတသိတတိတာပေါ့เนาะ knowledge တွေ sharing လုပ်ချင်တာပါ on board မှာကျွန်တော်တို့ကအရင်တော့ Stewart Maxman ချီကိုစကန်ကိုအဲ့လိုမျိုးတွေတော့ထားကြတယ်ပေါ့เนาะလက်ရှိအခုမှတော့ Stewart လို့ကောင်းတဲ့တိုင်နဲ့တက်တယ်မတက်ရင်လည်း Maxman ဆိုပြီးတယောက်ပဲထားကြတယ်ဗျStewart နဲ့ Maxman ဘာလို့ခေါ်လဲဆို Stewart က officer side ကိုကြည့်တယ်ကျွန်တော် Maxman ကြတော့ဒီ crew ဘက်ကိုကြည့်ရပေါ့ Stewart က officer side မှာကြတော့ officer တွေကိုကြွေးမွေးတာဝန်ခံပေးရတယ် crew ဘက်မှာကြတော့ Maxman ကဒီcrew တွေပေါ့နော်ဒီ AB တို့ Posin တို့ Vita အကုန်လုံးပေါ့အဲ့ဘက်ကအလုပ်ဒီမားတွေအကုန်လုံးကိုကြွေးမွေးကိုတာဝန်ခံပေးရတယ်ပေါ့နော် crew master နဲ့ officer master နှစ်မျိုးရှိတယ်ဒီပေါ်မှာကြည့်တာအဲ့ဒီ officer master နဲ့ကကန်ရ Stewart ကြတော့ cabin cleaning တွေပဲလုပ်ရင်ကြီးလေးကြီးအခန်းရှင်းပေးရတယ်နော်ကြီးလေးကြီးဆိုတော့ကျွန်တော်တို့ captain တို့ chief officer chief engineer ရယ် second engineer ကို first engineer အဲ့ဒီခန်းလေးရှင်းပေးရတယ်ကျွန်တော်တို့ Maxman ကြတော့ကျွန်တော် junior officer ၄ခန်းပေါ့ third mate တို့ second mate တို့ third engineer တို့electrician တို့အဲ့ဒီခန်းတွေကိုသူကရှင်းပေးရတယ်သူကအခုလက်ရှိကတော့ကျွန်တော်တယောက်ပဲထားတော့ကြီးလေးကြီးပဲရှင်းကြရများတယ်ပေါ့နော်ကျွန်တော်တို့အချီကိုကူပေးရတယ်လုပ်ပေးရတယ်အဲ့တုန်းကတော့ကျွန်တော်တို့ Maxman Stewart ကိုကူပေးတော့အင်အားပိုတောင်းတယ်ပေါ့အခုလက်ရှိတော့တယောက်လေးထားတော့ချီကိုနဲ့2ယောက်တချို့တမောဆိုချီကိုတယောက်ပဲထားကြရှိတယ်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြီးကြရင်လည်းကျွန်တော်ဥမာ2ယောက်ပေါ့နော်ဒါ Stewart နဲ့ Maxman ဘာကြီးလောက်ရလဲတယောက်ထဲမှာလည်းချီကိုနဲ့အတူတွေ့ဘာကြီးလောက်ရလဲဆိုတာလေးလည်းကျွန်တော်ဆက်လက်တင်ပြပေးပါမယ်ကျွန်တော်အခုပြောပြတဲ့ knowledge share တွေဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါကျေးဇူးပါနော်အားလုံးတက်တာ